အမျိုးသားတစ်ယောက်ဟာမြို့ပုံစံငယ်လေးပေါ်ကိုရေဖြန်းလိုက်တဲ့အခါအပြင်မှာတကယ်ပဲမိုးစရွာလာပါတော့တယ်။သူကအကြိမ်နှဲငယ်ထပ်ဖြန်းလိုက်တဲ့အခါမိုးကပိုသေးလာပြီးလမ်းပေါ်ကလူတွေဆူရွှဲကုန်ပါတယ်။သတင်းပေါက်ဖွင့်ကြည့်လိုက်တဲ့အခါသူရေဖြန်းတဲ့နေရာမှာပဲမိုးရွာပြီးတခြားဘက်မှာတော့နေတာကိုတွေ့လိုက်ရတယ်။သူဟာဒီမျိုးကိုတကယ်ပဲထိန်းချုပ်နိုင်နေတာလား။စားတောက်ဆိုင်ထဲမှာတော့လူတွေကမနေ့ကထူးဆန်းတဲ့မိုးအကြောင်းကိုအတင်းပြောနေကြပါတယ်။ဆိုင်ရှင်ကတော့ဧည့်သည်နဲ့သွားလို့ညီးတွားနေပြီးဆိုင်ကိုဆေးအစ်စ်ပြန်တုပ်ချင်ပေမဲ့အလုပ်သမားကမတက်နိုင်ရှာပါဘူး။အမျိုးသားကဒါကိုတိတ်တဆိတ်မှတ်သားထားလိုက်ပါတယ်။ညရောက်တဲ့အခါသူဟာမြို့ပုံစံငယ်လေးကိုပြင်ဆင်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဟောင်းနှွမ်းနေတဲ့ဆိုင်လေးဟာဆေးတစ်တွေနဲ့လှပနေပါတော့တယ်။ဆိုင်ရှင်ကတော့ဘသူကူညီသွားလဲဆိုတာကိုတွေးပြီးအလွန်ဝမ်းသာနေခဲ့ပါတယ်။နောက်ပိုင်းမှာအဖိုးအိုတယောက်လမ်းပေါ်မှာချော်လဲတာကိုအမျိုးသားကကူညီပေးခဲ့ပါတယ်။အဖိုးအိုကဒီလမ်းပေါ်မှာကျင်းကြီးရှိနေတာနဲ့ချီနေပြီဖြစ်ကြောင်းမြို့ဝင်စီစာရေးအကြောင်းကြားပေမဲ့ဘာမှမထူးခြားကြောင်းပြောပြပါတယ်။အမျိုးသားကမြို့ရဲ့အကြံပြုချက်တက်တာကိုအိမ်တယ်လာပြီးကြည့်လိုက်တဲ့အခါဒေသခံတွေရဲ့တိုင်တန်းစာတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရတယ်။လောဘကြီးရဲ့မြို့ဝင်ကဘာမှမလုပ်ပေးခဲ့တာပါ။အမျိုးသားဟာမြို့ပုံစံငယ်လေးပေါ်မှာဇာကနာလေးကိုတုံးပြီးလမ်းကချင်းတွေကိုဖာထေးပေးတဲ့အမိုက်တွေကိုဖယ်ရှားတဲ့အမိုက်ပုံးတွေကိုစနစ်တကျပြန်စီတဲ့တည်နေတဲ့တစ်ပင်တွေကိုနှုတ်ပစ်လိုက်ပါတယ်တစ်ခုပြီးတစ်ခုသူပြင်ပေးလိုက်တဲ့အတွက်လမ်းမတွေဟာပျောက်ဆင်သွားပါတော့တယ်ခွေးဟောင်တန်ကြားလို့သူစားကျွန်းစားကြံအယိုးတစ်ခုပစ်ပေးလိုက်တဲ့အခါအပြင်ကခွေးအတွက်တော့ဒါဟာသူမြင်ဘူးသမျှအကြီးဆုံးအယိုးကြီးဖြစ်နေပါတယ်မနေ့ရောက်တဲ့အခါမြို့သူမြို့သားတွေဟာတက်ရက်တန့်ရှင်းသွားတဲ့မြို့ကိုကြည့်ပြီးအံ့ဩနေကြပါတယ်မြတို့ကနေပြောင်းရွှေ့ခြင်းတဲ့သူတွေတောင်ဆက်နေဖို့ဆုံးဖြတ်လိုက်ကြပါတယ်အမျိုးသားကတော့ပိုပြီးလှုပ်ပေးခြင်းနေပါတယ်အဝေးပြေးလမ်းတိုးချဲ့မှုကြောင့်မြို့ထဲကိုလူဝင်နေသွားပြီးစီးပွားရေးတွေကျဆင်းနေတာပါသူကမြို့ပုံစံငယ်လေးကိုပြန်ပြင်ပြီးမြို့အဝင်မှာအေယာမမီးအောင်စုံဆိုင်ပုတ်ကြီးတစ်ခုလှုပ်ပေးလိုက်ပါတယ်အဝေးပြေးလမ်းပေါ်ကကားသမားတွေအဝေးကနေမြင်နိုင်တာကြောင့်ဧည့်သည်တွေပိုလာပြီးမြို့လေးဟာပြန်လည်စီကားလာပါတော့တယ်ညဘက်မှာမီးဆိုင်ပုတ်ကြီးလင်းထိန်နေတာကိုကြည့်ပြီးသူဟာဂုဏ်ယူနေမိပါတယ်မြို့သူမြို့သားတွေကဒါတွေအားလုံးကိုဘသူလှုပ်ပေးတာလဲလို့ဝိုင်းစဉ်းစားကြတဲ့အခါတယောက်ကမြို့ဝင်ပဲဖြစ်မှာပေါ့လို့ပြောလိုက်ပါတယ်လောဘသားမြို့ဝင်ကလည်းရှက်ရွံ့ခြင်းမရှိပဲဒါတွေဟာသူ့ရဲ့လက်ရပါဆိုပြီးအမှတ်ယူလိုက်တာကြောင့်အမျိုးသားဟာအရန်ဒေါသထွက်သွားပါတယ်မြို့ဝင်ကိုပညာပေးဖို့အတွက်သူကမြို့ဝင်ရဲ့ကားပုံစံငယ်လေးပေါ်ကိုကြောက်ခဲတစ်လုံးပစ်ချလိုက်ပါတယ်ရုတ်တရက်ဆိုသလိုအပြင်ကမြို့ဝင်ရဲ့ကားပေါ်ကိုအုတ်ကခဲကြီးတစ်ခုကျလာပြီးကားပျက်စီးသွားပါတော့တယ်မြို့ဝင်ကဒေါသတကြီးနဲ့အားလုံးကိုအော်ဟစ်ဆဲဆိုနေပေမဲ့လူတွေတီးတိုးပြောနေတာကိုကြားလိုက်ရတဲ့အခါသူကလေတံချက်ချင်းပြောင်းလိုက်ပါတယ်ဒီအုတ်ကခဲကမြို့အတွက်ကဘာလက်ခီးတွေပိုဆွဲဆောင်နိုင်လိမ့်မယ်လို့သူကလိမ့်ညာပြောလိုက်တဲ့အခါလူအုပ်ကြီးကသူ့ရဲ့ပါနှက်မှုကိုချီးကျူးကြပြန်ပါတယ်ဒါကိုကြည့်ပြီးအမျိုးသားကတော့အရင်ကထပ်ပိုပြီးစိတ်တူသွားပါတော့တယ်ဒီဇလန်ကတော့အာနာရှိတဲ့သူတွေကတခြားသူရဲ့စူးစမ်းအားထုတ်မှုကိုအခွင့်ကောင်းယူပုံကိုတယောထားတာပဲဖြစ်ပါတယ်